ပဲမင်္ဂလာပါ450ခေါ်ထားတယ်အခရာ AM နဲ့ RDA အကြီးနဲ့ကားလေးဒီနေ့ကျွန်တော်လိုက်တာရကိုဖိုးတင်နေတာမင်္ဂလာဖြစ်သွားတာအခုကားလေးကြိုက်တယ်မလားကြိုက်တာပေါ့ကွာကားမိုက်တယ်ကားတော်လည်းမောင်းလို့ကောင်းတယ်နော် မိုက်တယ်တင်ပြမှုလေးနည်းနည်းပြောပြပေးပါဦးစင်ပြေမှုကတော့ကိုစော်မင်းစီမှာတော့လာဝယ်လိုက်တာစိတ်ချမ်းသာတယ်ဗျာအရာအားလုံးနဲ့အဆင်ပြေတယ်ဝယ်သူနဲ့ရောင်းသူနဲ့ကိုလည်းကြောက်ညှိပြေတယ်အချိုးဆောက်ပေးတာလုံးဝတကယ်ကောင်းတယ်ကွာစိတ်ချမ်းသာတယ်ကွာဘာမှကျွန်တော်တို့ဝင်ပြောစရာအကြောင်းမရှိဘူးအကုန်ပဲအကုန်ပြောပြီးလုပ်ပေးကွာတာကျွန်တော်တို့ဘက်ကလည်းအားလုံးအဆင်ပြေတယ်ဗျာကိုကျေးဇူးတင်တယ်ဗျာနော်ကျေးဇူးတင်ပါတယ်နောက်ပွဲလေးထပ်ပြီးတော့လုပ်အောင်ဟုတ်ကဲ့အခုလိုဖြစ်ပြီးတဲ့အတွက်လည်းကျေးဇူးရမ်းတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းကိုစော်မင်းကိုကျိုးဆောင်ပြီးအားလုံးလုပ်ပေးတဲ့အတွက်ကျွန်တော်ကျေးဇူးတင်တယ်လိုက်တာကနေကိုလန်တာရကိုဖိုးတင်ကနေပြီးတော့ကျွန်တော်ဒီမှာဒါကားလေးလာပြီးတော့လာရောက်အားပေးတာပေါ့နော်သူဝယ်သွားတဲ့ကားလေးကနေဗျာအခရာ AM လေးကားလေးကကားဆူမှာကားလေးပဲအသွင်းကနေလည်းမိုက်တယ်ဗျာအသွင်းကနေဆိုရင်သူ dashboard တွေပါလေအားလုံးတန့်နေတယ်ဗျာခုံက7ခုံနဲ့ဝယ်သူလည်းတန့်တယ်ရောင်းတဲ့လူလည်းအဆင်ပြေတယ်ဝယ်တဲ့လူလည်းဒီကားဆိုအရင်တန့်တယ် RDA အကြီးနဲ့အခရာ AM နဲ့အဲ့ရကုတ်ဆိုလည်းအေးစိတ်နေတာပဲဗျာမိုက်တယ်ဗျာတာယာလည်းအခုပါလေဘိန်းပူနှလုံးထက်ရမှာဘိန်းပူနှလုံးတော့ဘိန်းပူနှလုံးထက်ရအောင်RDA ကုတ်လေဒါကျွန်တော်တငယ်ချင်းပေါ့ဈေးကိုနော်တငယ်ချင်းမို့လို့လေတကယ်ချင်းမို့လို့ဇော်မင်းမို့လို့ဇော်မင်းမို့လို့လည်းဈေးလျှော့ပေးရအများကြီးလျှော့ပေးတယ်450ခေါ်လာတာကို415သိန်းနဲ့ကျေးဇူးတင်ပါတယ်တငယ်ချင်းလည်းကျေးဇူးအရင်တင်တယ်နော်ဒီထက်မှကားများများရှာနိုင်ပါစေလို့သူများရှာနိုင်ရင်စောစီလာပို့ရင်ကျွန်တော်လည်းများများရောင်းအောင်